Thank you so much. Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်လက်ထဲမှာရှိတယ်ဟောဒီ free hack ဆိုတဲ့ site ဘုတ်လေးကိုကင်ပြီးတော့ကျွန်တော်လူတွေအများကြီးရှိတဲ့နေရာမှာတွားပြီးတော့ဟောဒီမျိုးလေးတွားလုံးမှာဖြစ်ပါတယ်ဆိုတော့တစုံတယောက်ဒါမှမဟုတ်ရှင်ရင်တယောက်ကကျွန်တော်ကိုလာပြီးတော့ဖတ်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်ဆိုတော့ဒီဗီဒီယိုလောရတဲ့ URL ချက်ကတော့တစုံတယောက်မှာခံစားနေတဲ့ဒုက္ခတွေအခက်ခဲတွေဒီအပူတွေကိုပေါ့နော်တယောက်ကကျွန်တော်က comfort ပေးတဲ့ဗီဒီယိုလေးဆိုလို့ရှိရင်လည်းမမှားဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီ site ဘုတ်လေးကိုကင်ပြီးတော့အခုလူတွေတခြားအများရှိတဲ့နေရာကိုသွားမယ်သွားပြီးလို့ရှိရင်ကျွန်တော်လူတွေကောင်သွားပြီးတော့ဒါမျိုးသွားလုပ်မယ်ဆိုတော့ free hack ဆိုတာငါ့ကိုအလကားဖတ်လို့ရတယ်ပေါ့နော်အလကားဖတ်ခွင့်ရှိတယ်ဆိုတာကိုပြောတာပေါ့ဆိုတော့အခုကျွန်တော်တို့လူတွေအများကြီးရှိတဲ့နေရာကိုကျွန်တော်သွားကြမယ်နော်ပြီးလို့ရှိရင်ကျွန်တော်စောင့်ကြည့်ရမယ်ဘယ်သူဘယ်နေရာကိုလာပြီးတော့ကျွန်တော်ဖတ်မလဲဆိုတာ okay You're the first one. Really? Yeah. Okay, that's sad actually. Thank you so much. That says a lot of you, right? Yeah. Yo, I got you. Hi. I'm good. And you? Good? Wow, that's great. To comfort someone's day. Next time. Next time. Actually, I make people smile. Hi. Oh, come on. Thank you. Hi. Thank you. Thank you. Thank you. Hi. Thank you. Thank you. Thank you. That's amazing. Thank you. Thank you so much. Thank you. Hi. Hi. Thank you. Thank you so much. Alright. I did somebody come to me. Yay! Thank you so much. Have a nice day. Oh, thank you. Thank you so much. Thank you. There was another amazing person. Thank you so much. Thank you. Thank you. Thank you. I wish you to have a nice day. Thank you so much. Thank you. Thank you. You guys are amazing. I love it. Thank you. Hi. You're amazing. Thank you so much. Thank you. Thank you. Thank you. Collega. Hi. Thank you. Thank you. Thank you so much. Have a nice day, guys. Thank you. Oh my God. Thank you. Thank you so much. Thank you. Thank you so much. Wow, it's amazing. I really got so many people already came to me. It's really, really amazing. I can't believe it. Hello guys. Oh, thank you. You're amazing. Thank you. Have a nice day. အခုတော့ကျွန်တော်တို့နောက်ထပ်တနေရာကိုသွားပြီးတော့ပြောကြမယ်အဲ့နေရာလူတွေအရင်အများကြီးရှိတဲ့နေရာကိုသွားကြမယ်ပေါ့နော် Let's go. So တော့အခုကြည့်နေတဲ့မိတ်ဆွေကကိုယ့်ရဲ့ဘဝမှာ
မိသားစုမရှိဘူးမိတ်ဆွေမရှိဘူးအပေါင်းအသင်းမရှိဘူးညီကိုမောင်နှမမရှိဘူးဆိုပြီးတော့အရန်အထီးကျန်နေတယ်ဆိုလို့ရှိရင်အထီးမကျန်ပါနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အားအင်လေးအများကြီးရပါစေလောကမှာကိုယ်တယောက်တည်းမဟုတ်ဘူးဆိုတာကိုဖြတ်တန်းနေတဲ့ဘဝအတွက်အားပေးနေကြတဲ့လူတွေရှိတယ်ဆိုတာနှလုံးသွင်းပြီးတော့ဒီဗီဒီယိုလေးကနေပြီးတော့အားအင်လေးအများကြီးရကြပါစေခင်ဗျာ